လုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ခလီယိုလူကြီးပါမချန်ကြိုက်နေတဲ့စင်မဲ့ဆောင်းရသေးရဲ့pumpkin soup လေးလုံနီလေးကို share ပေးချင်ပါတယ်ရှင်ပထမဆုံးချက်သွန်နီတစ်စိတ်ကိုပပလေးလေးပါမယ်ပြီးရင်တော့ဒီအိုးထဲမှာ butter ထည့်ပြီးတော့မှဒီချက်သွန်နီလေးတွေကိုနူးလာတဲ့ထိလှိမ့်ပြီးပါမယ်ရှင်နီလေးတွေနည်းနည်းနူးလာပြီဆိုရင်တော့ခန္ဓာက microwave ထဲမှာကျွေးပြီးတော့မှနှွေးထားတဲ့ဒီ pumpkin လေးတွေပေါ့နော်အရင်ပျော့လေးဟာလေးကိုခမောဒီချက်သွန်နီလေးကိုထည့်ပါမယ်ရှင်ဒီနှစ်ခုစလုံးကိုနည်းနည်းလုံးသွားအောင်လို့မွေပေးပါမယ်ရွှေပြုံတီးကို microwave ထည့်လို့ရှိရင်ဒီလိုမျိုးနူးဣနေတဲ့ထီကိုထည့်ပေးပါမယ်ရှင်ပြီးရင်တော့နွားနို့200 ml ကိုထည့်ပေးပါမယ်ရှင်နွားနို့နဲ့ရွှေပြုံတီးလေးတွေနည်းနည်းလေးရောသမမွေပြီးဆိုရင်တော့ blender လေးထည့်ပြီးတော့မှခမနို smooth ဖြစ်အောင် blender လေးတွေထည့်ပြီးတော့ချိန်ပေးပါမယ်ရှင် blender တွေကဒီ pumpkin လေးတွေကတော်တော်လေးကိုကြည်ပြီးဆိုရင်တော့ခမနို ဒေအိုတွေကိုပြန်ထည့်ပြီးတော့မှအရသာကိုစထည့်ပါမယ်အရသာအတွက်စားအနေငယ်နဲ့ဒီ consomme ဆိုတဲ့ဟာလေးကို1 teaspoon အနေနဲ့ထည့်ပါတယ်ပြီးရင်တော့မှွေပေးပါမယ်နောက်ဆုံးမှာတော့အရသာလေးပို့ပြီးတော့လေးသွားအောင်လို့ခမွန်ကတော့ heavy cream လေးအနေငယ်ထည့်ပြီးတော့မှအဆုံးသတ်လိုက်ပါတယ်ဟုတ်ကဲ့ဒီဟာဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတယ် pumpkin soup လေးတစ်ခွက်ရရှိနိုင်ပါပြီရှင်ဒါကိုအပူလိုပဲဆက်စားအေးခံပြီးပဲဆက်စားဘလို့ပဲဆက်စားစားလို့အရန်ကောင်းတယ် pumpkin soup လေးပါရှင်ဒီ pumpkin soup လေးကအရန်ကျမိုင်နဲ့လည်းညွညွပြီးလောက်ကလည်းလွယ်လို့လိုက်လို့စားကြည့်ကြပါလို့